exact formula လေးနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့သူပြောဆိုလို့ရှိရင်ဒီဆယ်ချက်ဒီမှာကျွန်တော်တို့ရှင်းတာလည်းကျွန်တော်ဆက်လက်နေပါတယ်အခုကျွန်တော်ဒီအကြောင်းအရာဆယ်ချက်ကိုသိသိရှင်းပြပါမယ်အဲ့တော့တင်ဂီတာကဒီတင်ဂီတာလေး is ဆိုတဲ့တင်ဂီတာလေးတွေ့အကြောင်း ring လို့ခေါ်တယ်ဒီ ring ဆိုတာဒီ bay area နဲ့ bay area အထိကိုသတ်မှတ်လိုက်တဲ့ area ဖြစ်ပါတယ်ဥပမာ sand formula နဲ့ရှင်းပြပါမယ် G5 ကနေပြီးတော့ I5 အထိပေါင်းလိုက်မယ်ဆိုလို့ရှိရင်အဖြစ်ဒီ60ရပါတယ်အဲ့တော့ဒီ area လေးကို G5 to I5 လို့ area သတ်မှတ်လိုက်တဲ့ဒီ ring နဲ့တွဲပြီးသတ်မှတ်လိုက်တဲ့ဆိုရင်အဖြစ်60ရပါတယ်အဲ့တော့ဒီအောက်က space ပဲသင်ကြတာလေးသူကကြတော့လမ်းစုံလို့intersection ဆိုတော့ကစုံမှတ်လို့အဓိပ္ပာယ်သတ်မှတ်လို့ရမယ်အဲ့တော့ဘယ် area နဲ့ဘယ် area ထူလဲဆိုဒီ area နှစ်ခုရဲ့စုံမှတ်ဒီ40ဆိုတဲ့ဖြစ်ပါတယ်အဲ့ဒီအဖြစ်ကိုထုတ်ပေးတဲ့နေရာမှာသုံးပါတယ်ဒီကောင်ကတော့လောလောဆယ်အသုံးနေပါတယ်နောက်တစ်ခါဒီ comma ဆိုတာကကြတော့ကျွန်တော်တို့ union ကကြတော့ exact function တွေကို comma ကုတ်တနည်းအားဖြင့် function တစ်ခုတစ်ခုစုံသွားတဲ့နေရာမှာ comma ကုတ်ပြီးတော့သုံးတယ်အဲ့တော့အဲ့ဒီနေရာလေးတွေကဒီလိုမျိုးနေရာကွက်ကြားလေးလိုက်ပြီးပေါင်းပေးတဲ့ဟာမျိုးဖြစ်ပါတယ်အဲ့တော့အဖြစ်ဒီ80ရပါတယ်ဒါကဒီ formula မှာနောက်တခြား formula တွေဆိုလို့ရှိရင်သူ့ရဲ့လောက်ဆောင်ချက်တစ်ခုပြီးစုံနိုင်မှာဒီ comma လေးကိုသုံးတာဖြစ်ပါတယ်နောက်တစ်ခုဒါကအငင်းပေါ့နော်ဒီသင်္ကေတလေးတစ်ခုဖြစ်ပါတယ်အဲ့ဒီသင်္ကေတလေးကဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဆဲကွက်နှစ်ခုကိုနှုတ်တဲ့နေရာမှာသုံးပါတယ်ဆဲကွက်နှစ်ခုနှုတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့အဖြစ်ဒီ10ရနေပြီးတော့80နှုတ်လိုက်တာအနှုတ်60ရတယ်ဆိုတဲ့အဖြစ်ဒီဖြစ်ပါတယ်အဲ့တော့ဒါလေးကလည်းလိုအပ်ပါတယ်အသုံးပြုရမှာဖြစ်ပါတယ်နောက်တစ်ခုက percentage ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာသူ့ရဲ့ဒီ area နှစ်ခုကိုdivided စားလိုက်ပြီဆိုလို့ရှိရင် percentage ဘယ်လောက်ရလဲဆိုပြီးတော့တွက်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ explanation ဆိုတာကကြတော့သူကကျွန်တော်တို့နှစ်ကို3တက်တင်ထားတဲ့အထက်မျိုးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့နှစ်3တက်ဆိုရင်သူ့ရဲ့အဖြစ်ဒီ8ရမယ်နောက်တစ်ခုကကြတော့ star and divided ဆိုတော့သူကအမြောက်နဲ့အပေါင်းကိုပြောချင်တာဖြစ်ပါတယ်အမြောက်နဲ့အပေါင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာဒီ circle area တစ်ခုနဲ့မြောက်မယ်စားမယ်ပြီးတော့လို့ရှိရင်မြောက်မယ်ဒါဆိုလို့ရှိရင်30ကို3နဲ့စားပြီးတော့9နဲ့ပြင်မြောက်မယ်ဆိုလို့ရှိရင်သူ့အဖြစ်က50ရတာဖြစ်ပါတယ်ဒါကလည်း exact formula မှာမရှိနေ3ပြရတဲ့အချက်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကြတော့အပေါင်းနဲ့အနှုတ်ပေါ့နော် addition နဲ့ subtraction ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ကဆဲကွက်နှစ်ခုကိုအရင်ဆုံးနှုတ်လိုက်မယ်ပြီးတော့မှနောက်ကလိုက်ပေါင်းမယ်ဒါဆိုလို့ရှိရင်လည်းသူ့ရဲ့အဖြေထွက်ပြီးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဆဲကွက်တွေကိုပေါင်းဆက်အသုံးပြုတဲ့နေရာမှာဆက်တယ်ပေါ့ဆက်တယ်ဆိုတဲ့နေရာမှာသုံးပါတယ်ဒီမှာဆိုသူကဒီမှာဒီ function ဒီ formula လေးဒီသင်္ကေတလေးနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်33နဲ့ mmk ဆိုတဲ့လေးသူကပေါင်းပြီးသွားတာဖြစ်ပါတယ်ဒါကကဏ္ဍနဲ့စာသားကြီးပဲကျန်တဲ့နေရာမှာလည်းစာသားတွေကြီးပဲပေါင်းလို့လည်းရပါတယ်နောက်တစ်ခုကကြတော့ comparison ပေါ့နော် comparison ဆိုတာကကျွန်တော်ပထမလည်းပြဖို့တာဖြစ်ပါတယ်ဒီဆဲကွက်နှစ်ခုကိုညီသလားလို့ပြောပြရမယ်နေရာမှာသုံးပါတယ်အဲ့တော့ဒီညီညာချင်းပေါ့အဲ့တော့ဒီသင်္ကေတလေး10ခုပြင်ကျွန်တော်တို့ formula လေးကထုတ်တော့မယ်ဆိုလို့ရှိရင်ဖြစ်မနေအသုံးပြုရမယ်10ခုဖြစ်ပါတယ်ဒါလေးကိုတခြားလေ့လာထားမယ်ဆိုလို့ရှိရင်ကျွန်တော် formula လေးကထုတ်တဲ့နေရာမှာအရင်ကလွယ်ကူစွာနဲ့လောက်ဆောင်နိုင်မှာဖြစ်ပါတယ်ဒီလိုပါပဲ